အေးမဘာလို့ထွက်မှာတော့ကျွန်တော်ကလေးတန်းကျောင်းသားကလေးကကြပြားလေးရေးခဲ့ပြီလေတချင်းလေးတွေစပြီးရေးခဲ့ပြီးပါတယ်ဗျကျွန်တော်တချင်းစရေးတော့မျက်ရည်မခံသေးအလွမ်းနေအမေတေးပေါ်ဗျာလက်ခုပ်တန်လေးရခဲ့တော့ကျွန်တော်ရင်ဘက်ကအမေရောက်ပြီးအဖေပြောင်းကလောက်ဖြစ်ခဲ့တယ်ဗျာဒီလိုနဲ့လေကိုယ်တိုင်အဖေဘဝရောက်မှအဖေတယောက်ပင်မန်းတွေပုံကြည့်ပြီးတချင်းရေးမိသွားခဲ့တာအဖေမိသားစုအိမ်မှာအချိန်လေးကြာကြီးလောကရတူနိုင်လူခဲ့တဲ့ချစ်တော်အဖေကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတို့ယူသားစွာနဲ့ကျူးစားရှာဖွေဖနဲ့ပတ်ပဆူရဲ့ချွေရီရှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမှုသူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူတဲ့အင်္ဂလူချမ်းပြင်မရှာသူအဖေမိသားစုအိမ်မှာအချိန်လေးကြာသည်လောကရတူနိုင်လူခဲ့တဲ့ချစ်တော်ပြေကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့သမီးသားတို့ယူသားစွာနဲ့ကျူးစားရှာဖွေဖနဲ့ပါပဆူပြေချွေရီရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးအတွက်သူအားနဲ့ကူပေးခဲ့တာအပြောဆိုသဘောယူတဲ့အင်္ဂလူချမ်းပြင်မရှာသူအဖေသူချွေးနေရှင်ရတော့လေသူကလေးတွေမြတ်တာတရားစနီးမရတော့အဖေကမရနိုင်မှာသူချွေးနေရှင်ရတော့လေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်မှာအမိကိုချစ်ဖို့လေအပြစ်မဆိုးပဲလေပြုံးနေခဲ့တာပညာအမွေအကျဉ်းသားတွေနဲ့အမြင့်မဆဲဖို့အနစ်နာခံပေးစခဲ့တာအရှုံးလေးနဲ့ပြုံးနေဝေးအင်္ဂလူချမ်းပင်မရှာတဲ့ပေကဲဗျာကျွန်တော်ချစ်တဲ့ပိတ်တကြီးကျွန်တော်တို့ရဲ့ရင်ဘတ်ထဲမှာကစီးစင်းနေတာတခုတော့ရှိတယ်လေအမိမြတ်တန်ကျေးဇူးတန်စင်တွေကနေရအနှံ့ပြန့်နေခဲ့တာပေါ့အမေကအသက်နဲ့ရင်းရတယ်ဆိုပြီးတော့အမေတို့ကိုဆက်ဖို့ပဲတွေးခဲ့ကြတယ်လေအဖေချွေးဖို့ကပြောင်းမလဲဖြစ်နေခဲ့ရတာပါဗျာတာသမီးတွေအတွက်အများကြီးပေးဆက်ခဲ့ရတာအဖေတွေပါပဲလေဝမ်းရည်အတွက်လမ်းဘေးထွက်ပြီးဈေးရောင်းချခဲ့ရတာလေအဖေအလွမ်းသမားမလုပ်နိုင်ပဲဌာနမဘဝနဲ့ကောင်းငင်ရထပ်ပြန်ကတက်ပြီးဝေဟင်ခရီးလေးရင်မစည်းပဲနဲ့အခောက်ပေါင်းများစွာကြော်ပြက်ရတာလေအဖေပါပဲလေထုံနှုံးနဲ့နွားဆွဲလေထဲရောင်းကန်ခဲ့ရတာလေအဖေပဲဗျာသားသမီးတွေအတွက်ကာမောင်ကြွရတဲ့အဖေတခါတလေလမ်းပြီးကားပြက်တာလေကျုံနာပဲဗျာအစားငတ်တာလေကျုံနာပါပဲလေဒါပေမဲ့အဖေကမဖြုံခဲ့ပါဘူးငါသားကြီးအတွက်ဟာငါသမီးကြီးအတွက်ဆိုပြီးတော့အရာရာပြီးဆက်ခဲ့ရတဲ့အင်္ဂလူချမ်းကြီးပေါ့အဖေကအပြောဆိုးတယ်ဗျသဘောယူတယ်နော်အဲ့ဒီလူချမ်းကြီးမှလည်းချစ်တတ်တဲ့နှလုံးသားရှိတယ်ဗျသားသမီးတွေနမ်းကျင်တောင်မှလေတကောင်ကျော်အိပ်ပျော်နေတော့မှခိုးနန်းတယ်ဒီကလေးတွေရောင်းတတ်မှစူးလို့တယ်လေအဖေချစ်တာကအမေလိုဟန်ရေးမပြဘူးဗျအမှန်သွေးစားတွေနဲ့ချစ်ခဲ့ရတာ
အောင်မြင်မှုအတွက်အဖေကပင့်ထောက်ပေးတယ်လေဘာနဲ့တူတော့ဆိုတော့အဖေကညမ်းချီတဲ့ကျိုးပေါ့ဗျာအမြင့်ရောက်ဖို့ပင့်ထောက်တော့ပေးတယ်ဗျလူရလဲရောက်တော့ညမ်းလဲဖြက်ကျိုးပြတ်ရတာခံရတာပါပဲလေတချို့ကြတော့လေအဖေကအယက်သမားဆိုပြီးတော့ရှက်များတောင်ရှက်တဲ့ အဖေကအရက်ကြိုက်တာပဲဗျကျွန်တော်တို့သားသမီးချစ်လို့မှမရိုက်ခဲ့ပဲနဲ့ဟုတ်တယ်နော်ကျွန်တော်အဖေမမုန်းဘူးဗျကျွန်တော်အဖေကအရက်သမားဒီပွဲပြန်ရင်လဲကျွန်တော်ကအဖေအတွက်အရက်ပလင်းဆွဲပြန်အောင်ပါပဲဒီတော့အဖေနာရောက်ကျွန်တော်စကားပြောမှာပေါ့ဒါကအဖေကြိုက်တဲ့အရက်ဒါကအဖေချစ်တဲ့သားပေါ့အဖေရဲ့အဖေချစ်တဲ့သားနဲ့အကြာကြီးနေခြင်းရင်တော့အဖေအသေးမစောအောင်အဖေကြိုက်တဲ့အရက်ရေရောတောက်လို့ပြောမှာပေါ့ဗျကျွန်တော်ဘဝထဲမှာအမေရောက်ပြီးလို့အဖေပြောက်မှာတအားကြောက်နေတာဗျာအကယ်ဒမီရတော့မင်းသားမင်းသမီးပန့်ဖို့ပေးရတော့လူရှင်တော်တွေပါဗျာအိမ်ကလည်းဒီလိုပဲဗျာအဖြစ်ခန္ဓာကအဖေအမြင့်ပြန်တာကအမေဗျာဘယ်သားသမီးမေးလိုက်အဖေနဲ့အမေဘသူချစ်တုံးဆိုမသိစိတ်ကလေနင်းနေလေးနှာတပြားတာတယ်ဗျအမိဘတာနေတာအာနာလူဒန်းတူချစ်တယ်လို့ပြောရတာပါဗျာဟုတ်တယ်နော်အဲ့ဒီတော့အမေပဲအလေးတာနေတာကျွန်တော်လည်းပဲအမေကဘာနဲ့ပြောတော့ဆိုတော့ဂရင်မော်ကခေါင်းအောင်ပေါ့ဗျာတာနန်းတာလည်းခံရတယ်ဗျသမီးနန်းတာလည်းအချိန်ချင်းခံရတယ်အမေကအတူနေရတဲ့လူဗျအဖေကအတူမနေရဘူးကဘာမြေထက်ခြေရတဲ့ထက်အောင်ရုန်းကန်ခဲ့ရတော့သားသမီးနဲ့အလှမ်းအဝေးကြီးဝေးတော့အချစ်တီရောခဲ့ရတာပေါ့ဒါပေမဲ့ပြောချင်တာကအဖေကအဲ့ဒီဂရင်မော်ကခေါင်းအုံးနဲ့သားသမီးဇနီးမယားလုံခြုံဖို့အတွက်မူးပြီးထားရတဲ့အိမ်ခေါင်မူးကြီးပါဗျာအဲ့ဒီအိမ်ခေါင်မိုးကတော့ပေါက်ပြဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သားသမီးတွေဘဝလုံခြုံမှုရှိပါမလားဘဝအတွက်အနစ်နာခံပေးဆက်ခဲ့တဲ့အိမ်ကလူချမ်းကြီးအဖေပါအမေချစ်ရင်အဖေကိုအပြစ်မတင်ပါနဲ့ဗျအမေချစ်တယ်လို့အဖေကိုအချစ်ဖို့နိုင်ကြပါစေအိမ်ကလူချမ်းကြီးတို့လက်ခုပ်တန်အကျယ်ကြီးတီးပါလားဗျာမိသားစုအိမ်မှာအချိန်လေးကြာကြီးလောကရအတုနိုင်လူခဲ့တဲ့ချစ်တော်အဖေကျန်တဲ့ဘဝခီးလမ်းမှာစနီမယားနဲ့တမိသားတွေယူသားစွာနဲ့ကျူးစားရှာဖွေဖနဲ့ပါပစုပြေချွေရီရှဲလဲမနာခဲ့ပါဘူးလေမိသားစုရဲ့မို့သူအားနဲ့ကူပေးနေတာအပြောဆိုသဘောယူတဲ့အင်္ဂလူချမ်းပြမရှာသူအဖေသူချွေးနေရှင်ရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့အဖေကမရနိုင်မှာသူချွေးနေရှင်ရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့အဖေကမရနိုင်မှာအမီကိုချစ်ဖို့လေအပြစ်မဆိုးပဲနဲ့ပြုံးနေတာပညာအမွေအချင်နာတွေနဲ့အမြင့်မဆမ်းမှုအနစ်နာခံပေးစခဲ့တာအရှုံးနေနဲ့ပြုံးနေဝေးအိမ်ကလူချမ်းပြင်မရှာတဲ့ပေအဖေတွေအတွက်လက်ဟာနေတဲ့တချင်းလေးတစ်ပုဒ်ကျွန်တော်ရေးဆိုနိုင်ခဲ့ပါပြီအဖေနိုင်ငံကျော်ဖို့မတွေးနိုင်ငံသိဖို့မရည်ရွယ်ပါဘူးပရိသတ်ရင်ပတ်ထဲရောက်ရင်ကိုကျွန်တော်ရှင်းတတ်ပါပြီအဖေဟုတ်ကဲ့ပါဗျကျေးဇူးပါဘုရားဘာသာနွယ်ဝေသူတော်စီပေါင်းလို့ရှိဖယားပေးရဲ့
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ထိုးနေတောင်ကျွလက်ရပြီမြမဒီကဘာမြေမမင်္ဂလာပေါင်းတို့ခါညောင်းတို့နေရာပြပရိသာထုံးနဲ့စပူကျုံဒီပါပြည်မြတ်မှာကုသိုလ်ကောင်းမှုပေါင်းတို့ဤတရားပြုရာပွားများရာတရားစတွင်ပူလောင်ကြီးမှာခေရာကုန်ရာသာသနာရိပ်မှာချွေနေနာကိုရာကဘာမြေမှာချက်တီပေါင်းတို့စုဝေးတော်နေရာသာသနာနိကမထိုးနေတောင်ကျွလက်ရပြီမြမဒီကဘာမြေမှာမင်္ဂလာပေါင်းတို့ခါညောင်းတော်နေရာပြပရိသာထုံးနဲ့စပူကျုံဒီပါပြည်မြတ်မှာကုသိုလ်ကောင်းမှုပေါင်းတို့ဤတရားပြုရာပွားများရာတရားစတွင်ပူလောင်ကြီးမှာခေရာကုန်ရာသာသနာရိပ်မှာချွေသိနာကိုရာမြတ်လာယရနာတရဝလုံးစုံတို့ဤချမ်းသာခြင်းအဖို့ဘုံအကုန်ပြီးစွာပြမတန်စီကြောင့်ဂုံပေါင်းတို့ဤတရဖူနိဗ္ဗာန်မူကြီးတဆူတယံမူတိကြတိချာတရမန်စိနာမေဘဂဝါအရဟံအရဟံသဘဂဝါဆုံးဘုံရှိကြီးမာကိုပါကုန်တော်ရှင်မြတ်လာယရနာတရဝလုံးစုံတို့ဤချမ်းသာခြင်းအဖို့ဘုံအကုန်ပြီးစွာပြမတန်စီကြောင့်ဂုံပေါင်းတို့ဤတရဖူနိဗ္ဗာန်မူကြီးတဆူတယံဘူတိကြတိချာတရမန်စိနာမေဘဂဝါအရဟံအရဟံသဘဂဝါဆုံးဘုံရှိကြီးမာကိုပါကုန်တော်ရှင်နှလုံးသားမှာအနှဆင်နိုင်ကြစေဖို့အတွက်
ဒီလီဆာဆာဘုရားတော်တက္ကသတရားများတရားများကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်ပုထုဇဉ်မှန်သမျှမမဘူးသူမရှိကြလေအတွက်ကြောင့်မှားရင်ဆုတ်ပါရားရင်ပုတ်ပါဆိုတဲ့လောကတရားစကားအတိုင်းရနာကြွလို့တော့ဓမ္မမိတ်ဆွေတွေရောကောင်းတယ်။ရအမြတ်ဆုံးရတနာရအမြတ်ဆုံးရတနာငါအမြတ်ဆုံးရတနာရနာမြတ်သုံးပါးနဲ့မိဘနှစ်ပါးဆက်တော်လို့ရိုဒီလေးမြတ်လက်စုံမိုး၍ရှ िख ိုးကြောကြပါစေခင်ဗျာ။ဟောတာဟောတာအာယကံဝစီယံမနောကံသဗ္ဗရောဓခတိနောအလိယုကိုရောက်ပါစေခြင်းအယုဓမ္မဓမ္မလူတိယတတိယတေနှစ်ကြိမ်သုံးကြိမ်မြောက်အောင်တရားရမတရားရမလမ်းပါရမတရားမျက်လုံးမအောင်ဘူးလူတိယတို့လက်စုံမိုး၍ရှိဖို့ဘုသောဘုရောမန်လျှော့ရောပါရှင်မြတ်ဘရတော်ဘုရားကြောင့်မြေလေးပါကတ်တုံးမှာဉာဏ်ပစ္စည်းပါဉာဏ်မျိုးပါပါဝိပဿနာလေးပါဉာဏ်တရားမှာပါတို့မှာအခါခါလေးပြည့်စုံခြင်းဒီလေးပင်မေတ္တာဘုရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ရှင်မြတ်ေစီတံပရိဒံသောသံသိဗ္ဗာမေဝမိသတုသဗ္ဗေပုရိတုဉ္ဇပါသံသောပကဒုယထာလောအနရတောသံဃာယယသံတကနာလေကြွတာယာဤကျံစွာသောသံသောယထာယောင်းလျံဤသွန်လာပြီဝံကျေတုသဗ္ဗေတိကပါတေယောကိုသောမာသုရိယလောလောကီစိတ်ကြံစီဥသမြတို့သည်သမေသတုမင်္ဂလာရိထလူရန်ရတဲ့ဓမ္မကုံလုံးကြည်ဆုံးနိုင်ကြပါပြီဘုရားတို့အာရမဂိလာစီတိနှင့်ဒီရှိခိုးခြင်းဒီယာမျက်လုံးခြင်းဒီယာဘုသောခြင်းဒီယာဖြစ်တော်မူသောဘုရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာဒီဟုသောယရနာမြတ်ဆုံးပါနှင့်တကွာမိဘဆရာသမားတို့ဟာဒါယောကျိုးလက်ဆုံးမှု၍ရှိဖို့ဘုသောဘုမြောင်းမှန်လျော့ရောကြရသောဘုသဝနာမနာမတက္ကိသကာရဝကုသိုလ်စေတနာယနေ့1389ခုတပေါင်းလာသံ2ရက်နေ့ညအချိန်ကားသည်ဒီနေ့ဒီမှာကလည်းနော်ဒီမှာစီနေတယ်ဒီတော့ဟုတ်တယ်တရားဟုတ်တယ်တရားမှန်တယ်လားဆိုတော့အများကြီးဆိုတော့နော်ဒါကလည်းအာယုနိုင်ရတယ်အကြာကြီးပေါ့5မိနစ်နော်5မိနစ်အကြာကြီးဒီအဲ့ဒါဒီလေးရလားနော်ဘုရားရှင်ဒီလူတော်မင်္ဂလာပြုလုပ်တဲ့အခါဟိုကလုပ်ခဲ့တဲ့သူတွေအာယုပြုတာဒီနော်စိတ်ထားတာပြောပြနော်ဒီမပြောခင်ဟဲ့လားတရားရဲ့တရားဟောတယ်ဆိုတာလေခေါင်းစဉ်ပေးပြီးတရားဟောတာနော်ဒီတရားဆိုတာလေခေါင်းစဉ်ဖြစ်ပြီးခေါင်းစဉ်တရားပဲအဲသူတို့နဲ့လူရင်းကိုပြောရမယ်ဆိုရင်အမွေခံထိုက်တဲ့စိတ်ထားရှိပါစေတဲ့ပါတယ်လေဒီတရားရဲ့ခေါင်းစဉ်ကိုပြောမယ်လေးခဲ့မယ်ဆိုရင်ပါတယ်ဟုတ်ဆိုရင်အမွေခံထိုက်တဲ့စိတ်ထားရှိပါစေဟာလေလားဒီအမွေခံထိုက်တဲ့စိတ်ထားရှိမှမွေခံရှင်ဘုရားကြီးတော်ဘုရားကြီးတော်မာရုတိရဏာမြတ်တော်ပါမင်းတကွာကံကံဤဒုတိယကိုယသို့ယုံကြည်ပါ၏ဖြစ်၍ယသို့ယုံကြည်ပါ၏ဖြစ်၍အာဘာတိလာနှင့်တကွာရဏဂုံဒီလာကိုသင်္တောခံယူ
ရှင်မြတ်ဗျာဘုမတပံနေစဉ်နေတာဘာနာတိလာဘာဝနာကောင်းမှုသုစုတို့ကိုပွားများတို့ပြုလုပ်ခဲ့ကြပါကုန်၏ရှင်မြတ်ဗျာဒီလိုတို့သည်ရှင်ဘုရားဟောကြားတော်မူသောတရားဒေသနာတော်ကိုလည်းသေစွာနာယူခြင်းဓမ္မသဝနာကုသိုလ်ကိုလည်းကောင်းစွာပြုလုပ်ခဲ့ကြပါကုန်၏ရှင်မြတ်ဗျာဤကံတော်ပုံညာအာတဝကယံဝဟံဟောတုယာတိတော်တို့ပြုလုပ်သောကုသိုလ်ကောင်းမှုအကြောင်းစု၏ဘုရားကသည်ယာတိတော်တို့အားကောင်းရာကောင်းကြောင်းချမ်းသာရာချမ်းသာကြောင်းမြင့်မြတ်ရာမြင့်မြတ်ကြောင်းကောင်းမှုအထောက်အပံ့ဖြစ်နိုင်ရပါစေသာရှင်မြတ်ဗျာဣမံမေပုံညဘာကံသဗ္ဗတတ္တနံဒီမာယနေ့ယခုပြုလုပ်ခဲ့သောကုသိုလ်ကောင်းမှုကြောင်းစု၏ဘုရားကသည်ယာတိတော်တို့၏ဝါဆက်ဆက်ကသွေမျိုးသောဆက်ခဲ့ကြဘူးကုန်သောသွေမျိုးမိတ်တင်္ဂါကောင်းတို့အား၎င်းပူဆောင်နဲ့သိဆောင်နဲ့ဝါဆောင်နဲ့ရက်ွက်ဆောင်နဲ့အာနာရောဆောင်နဲ့သာရှိသောအမြတ်နှကောနိုင်ပေါင်းတို့အား၎င်းမရေတည်းဒီမာမင်းအား၎င်းမတုတည်းဓာမင်းအား၎င်း30ဘုံဒီရေးနေကြပုံသောဝိနည်းယဒုက္ခိတသုခိတသတ္တဝါပေါင်းတို့အား၎င်းညဒီဝေငါပါကုန်၏ယာတိတော်တို့ဒီဝေတော်ကုသိုလ်ကောင်းမှုကြောင်းစု၏ဘုရားကကိုကိုစီကိုငါ
ယရနာမြတ်သောပါဏိတကွာမိဘဆရာသမားတော်တရားယူလို့လက်ဆောင်ဝေးရှိကိုပူဇော်ပုံရောမှဆော့ကြောကြရသောပူဇော်တာပနာမသက္ကိတကာရဝပူဇော်ကံစေနာဒီနေ့ဒီလိုဒီတိုင်းယရနာတော်ကသာသနာ့ဘောင်သုံးခြင်းပြုလို့ရအာဝေသင်္ကန်းပရိဒါဝလာရီတောင်းဆိုခြင်းပူဇော်ကံစေနာဆရာပြတို့ကြောင့်ဒီခက်တဲ့ရန်ခက်တဲ့ရန်တဲ့ခက်တဲ့ကြောင်းပြခက်တဲ့တို့မှာပြင်းစင်လုံးပြောင်းမကြမရောက်နိုင်ကြဘုံဒီဖြစ်၍အညာဘုံရဲ့မြတ်နိဗ္ဗာန်ကိုမှန်ကန်သောခြင်းရဲ့ဉာဏ်တော်ဒီဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ကြဘုံတော်ဒီတက္ကရာမှာပေါင်းလို့ကောင်းများဖြစ်နိုင်ကြပါစေ။ဘုရားကျင့်သုံးခံယူဟောဒီကြပါကုန်၏ရှင်မြတ်ဗျာသမာဓိနာနာပါရိနာသမာဓိနာမမေ့မရတော့တိယပြေတို့ဖြင့်တန်ပါရိနာမိမိတို့ဆောက်ရမယ်ဒီလားလို့မမေ့မရဆောက်ပြီးကြပါတော့အာမပါနော်ကဲပြီးတော့ကျွန်တော်လည်းအစီအစဉ်တွေတင်နိုင်အတွက်ဘိုက်ပါတက်ပါတုတ်ကုန်များနေဖြင့်ကြေညာပေးတဲ့အတိုင်းစီစဉ်ကြဘိုက်ပါတက်ပါပေးကြပါရဒေသတော်ဖြင့်မေတ္တာရက်ခံရပါတယ်ပထမဆုံးရှင်လန်းလျာစီစီကားကထိရကြီးရလေတပြောင်းတစ်ခါဒီဝိုင်းဖွေးကလေရိုင်နေတော့မော်တော်ဆိုင်ကလေးတွေရှေ့ဆုံးမှာပြင်းပြင်းမောင်းလို့သွားမေတော့ကားလေးတွေစီကမောင်းရှင်မမျိုးကရှင်လန်းဖွေးပွဲတော့စီစီကားကချီရကြီးရလေတမြောတစ်ခါဒီဝိုင်းခွေးကလေမြိုင်နေတော့မော်တော်ဆိုင်ကလေးတွေရှေ့ဆုံးမှာပြင်းပြင်းမောင်းလို့သွားမေတော့ကားလေးတွေစီကမောင်းရွှေမမျိုးကရှင်လောင်းနဲ့ပွဲတော့ပြောပြောရှင်းရှင်းကားလေးစီကလေကြမေတော့မောင်းရှင်လောင်းဝေးတွေပြုံးလို့တာပြောင်းပြောပြောရှင်းရှင်းကားလေးစီကလေကြမေတော့မောင်းရှင်လောင်းလေးတွေပြုံးလို့တာပြောင်းကားလေးပေါ်လာပါပါကြကြမမောထိုင်ရတော့ယူလုံးပဲလေးစီကမောင်းရှင်မမျိုးကရှင်လောင်းနဲ့ပွဲတော့တကကြီးရဲ့ပြောသလားမမြင်နေတော့သားလေးကိုကြည့်လိုက်ပါမြင်ကြီးပေါ်မှာ
လာဆုံးပြုံးလို့ကွာ စွာတော်ကြီးကထွင်နေပြီရှင်မရဲ့လူဆုံးရင်တို့သူတွေရှောင်းလဲပွဲစားတော့မယ်ဓမ္မမင်းသားကြီးဦးဆွေရောလဲထွင်လေးချာကြည့်စမ်းမခွေခွေလေးက ကွယ်နောက်ကင်းလေးရွာမော်ရဲတွေအလားသွေးကြွယ်အလားပကြီးရဲ့တူအလူတကားကြီးရဲ့ပြောသလားမမီးလေးတော်သားလေးကိုကြည့်လိုက်ပါမြင်းကြီးပေါ်မှာလာဆုံးပြုံးလို့ကွာအလူတကားကြီး ပြပြအလုံးမကြီးစေ ရှင်အလူတကားကြီး ပြပြအလုံးမကြီးစေ ရှင်ကျော်လာဝတ်လေဒီခေါင်းလာညီညာပြည့်စက်ပါလပြီးပြည့်မကောင်းအောင်မြေမှာ မောင်သူရဲ့မမနဲ့မစိတ်ချမ်းသူနေစွာဆွေရောက်မတဲ့ချီရာစေလို့ကြောင်းတဲ့ချီမမမြင်ရကျင်လို့လိုက်တာ မောင်လူရင်မင်းမကြီးမစိတ်ချင်းတူညီစွာရွှေရောက်မတဲ့ကြီးကစေတွေကြောင့်မြတ်ကြီးပမာမြင်ရတာကြည်နူးလိုက်တာ သူတော်ပိကံကျွမရတာပြောတယ်ဗျာ ကောင်းမမပါဘူးဒါနအလားတူမိဘနာပစ္စယောတူ ပြောပါတယ်သူဒီမှာကြီးရဲ့စီတံပြောတဲ့တွေတောင်းတိုက်ကကြပဲဒါရီပေါ်ပါလေလေပေါ်သားကမြဝဲ ဒီကပြောတဲ့လူတောင်းတိုက်ကကြစီဒါလူခေါ်ပါလေလေပူသားကမြဝေသာလို့ရှိသူတမီကိုနာတာ ကျူရဲ့တဲ့လူပေါ်ကြီးမှာ ရွာလုံးတနေလုံးစိတ်ကိုကြည်လို့စိတ်ချမ်းသာစီတံပြောတဲ့လူတောင်းတိုက်ကကြစီသာဓုခေါ်ပါတယ်လေပူသားကမြဝေသာလို့ရှိသူတမီကိုနာတာ ကျူရဲ့တဲ့လူပေါ်ကြီးမှာ ရွာလုံးတနေလုံးစိတ်ကိုကြည်လို့စိတ်ချမ်းသာ ဝိညာဉ်ကမိသားပေါ်ရွေစွာကျုံမခံနာတဲ့ဟော်ဒီလူတော်မင်္ဂလာအကျွေးမွေးလေးကောင်းနာပြုစင်စေတနာသဘောလေးကချစ်စရာအလူရှင်နေပါအိုးလာပါကြွပါသမီးချောင်းစီလုံးမောက်တီလူတာစပူဘောခွေမလူတော်မင်္ဂလာချင်းတဲ့စွာဝိညာဉ်ကမိသားပေါ်ရွေစွာကျုံမခံနာတဲ့ဟော်ဒီလူတော်မင်္ဂလာအကျွေးမွေးလေးကောင်းနာပြုစင်စေတနာသဘောလေးကချစ်စရာအလူရှင်နေပါအိုးလာပါကြွပါသမီးချောင်းစီလုံးမောက်တီလူတာစပူဘောခွေမလူတော်မင်္ဂလာချင်းတဲ့စွာ ပြုံးပြီးကြည့်တော့ဝေစားလို့ရှင်နေပါမြင်ရသူတို့မှရွှေလန်းသားတို့ပါခါခါကောင်းကြီးဝင်ရငါမင်္ဂလာရှိတဲ့တည်တန်သားဇူလိုင်လေးကဆွချွေမှာ
ရွှေမိုးငွေမိုးတွေရွာသွန်းငါဖြိုးဝေလူရည်ဇက်လက်နဲ့မကွာလူနိုင်ပါစေစိတ်ချမ်းသာခြင်းတွေမိသားစုပေါင်းတွေရပြပေါင်းလေးကင်းပါစေရွှေမိုးငွေမိုးတွေရွာသွန်းငါဖြိုးဝေလူရည်ဇက်လက်နဲ့မကွာလူနိုင်ပါစေစိတ်ချမ်းသာခြင်းတွေမိသားစုပေါင်းတွေရပြပေါင်းလေးကင်းပါစေလူကြီးရမြတ်ဒီချိန်ခါမလေးအောင်စီတူသွန်းငါချွေမင်္ဂလာပေါင်းနဲ့ပြည့်စုံစေပြုံးပြီးကြည့်တော့ဝေစားလို့ရှင်နေပါမြင်ရသူတို့မှရွှေလန်းသားတို့ပါခါခါကောင်းကြီးဝင်ရငါမင်္ဂလာရှိတဲ့တည်တန်သားဇူလိုင်လေးကစချွေမှာဝင်းကြီးကမိခါပေါ်ရွှေစွာချုံမခံနာတဲ့ဟော်ဒီလူတော်မင်္ဂလာအကျွေးမွေးလေးကောင်းတာပြုစင်စေတနာသဘောလေးကချစ်စရာအလုံးရှင်နေပါအိုးလာပါချောပါခမင်းကြီးချောင်းစီလုံးမောက်တီလူတာစပူဘောထွေးမလူတော်မင်္ဂလာချိန်သေးစွာပြောစရာကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလို့ဝမ်းမြောက်ဆုံးချိန်သေးညံစုဒုဗန်ဝိုင်းနဲ့မင်္ဂလာတွေယူအိုစီတီလုံးမြိုင်ဆိုင်ငါတမှုပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေပြီမလားပြင်ဆင်ထားတဲ့ဒီလူအောင်စီတဲ့အောင်မောင်နဲ့အောင်ရမင်္ဂလာရီအောင်လန်တလူလူတို့ရွာတွေကလူတော်ပွဲမိတ်ပေါင်းဆွေသားများတို့ရာကိုယ်တော်ထူတဲ့ဒီလူဝဲမှာကြည်မွေကမသိပြီးခဲ့နေတဲ့ရိုးရလေးရဲ့လူတော်ပွဲယူရလေးရဲ့လူတော်ပွဲယူရလေးရဲ့လူတော်ပွဲဒီရွာလုံးပြောမဆုံးရှင်ပြောလို့သာကဲရွာရီမာလေးဝိုင်းဝင်းဟူတာမြင်ဒီရွာလုံးပြောမဆုံးရှင်ပြောလို့သာကဲရွာရီမာလေးဝိုင်းဝင်းဟူတာမြင်တို့ရွာတွေကလူတော်ပွဲယူရလေး
မပြုတ်မပြင်းပင်ကိုအလားအလူရှင်မရဲ့ဒါနစေနာစေနာရီတပွဲဝဲစွန်ကျဲနေတဲ့ကရာမှုတွေပြုတဲ့စေနာရှင်သူရင်ထဲမှာရှင်ဖြစ်ပေါ်နေသောစေနာရောလေးဝင်ပြောပြရရင်ပြောပြရရင်ကျွေးမွေးတာလေမနှမျောတဲ့စေနာရှင်ပေးရလဲရမတွန့်လို့တဲ့စေနာရှင်အလုံးမကြီးဒါနရှင်လို့ခေါ်မယ်စားရင်နာမကြီးရောက်ခေါ်လိုက်တဲ့စေနာပြောဒီလူတဲ့စေတနာရှင်ပြောဆိုတဲ့ကိုလူချိုးစေတနာတွေလောဘကြည့်လို့ပြောဒီလူတဲ့စေတနာရှင်သူရဲ့စိတ်ထဲမှာမာကြီးရဲ့အလူသာကြီးရဲ့တာရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရေမြည်ကြီးစီပါစေမောင်ကြီးလို့လူကနေ့လုံးပြောလုံးပြောလို့မဆုံးတဲ့အလူအလူမာကြီးရဲ့အလူသာကြီးရဲ့တာရှင်ပြုမင်္ဂလာပွဲဆင်နွှဲကြစို့လေထမရေမြည်ကြီးစီပါစေမောင်ကြီးလို့လူတနေ့လုံးပြောလုံးပြောလို့မဆုံးတဲ့အလူထောက်လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလားအရင်လာလိုက်တာမန္တကြီးလက်ခန့်တဲဝါပီတိပြလိုက်တာတစ်ဖက်မိပါမှုထားပြိုင်ဆက်ရှာတဲ့ဓာတုအလူပါအေးဆန်ဆိုင်ကြီးပြောစီရတီတော့လူကြီးမို့တော့ညစီမေဟောင်းမိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးမီကြောက်ရွံ့အားပေးကြတာပျော်ရွှင်ရတို့ရဲ့လူပွဲတော်ရဲ့လားလူမကြီးရဲ့ပြောတော့မို့လူလာကြီးရဲ့မာကြီးရဲ့တာရှင်ပြုမင်္ဂလာဝဲဆင်းနေကြစို့လေထမင်းရင်မြကြီးစီပါလေမောင်ကြီးလုံးလုံးတနေ့လုံးပြောလို့မဆုံးနဲ့အလူထောက်လူကြီးစီရလိုက်တာဝမ်းမြောက်လိုက်တာတို့သားမောင်ရှင်လောင်းလေးသိလာလိုက်တာသမီးလေးကနဲ့သမီးလားအရင်လာလိုက်တာမန္တကြီးလက်ခန့်တဲဝါပီတိပြလိုက်တာတစ်ဖက်မိပါမှုထားပြိုင်ဆက်ရှာတဲ့ဓာတုအလူပါအေးဆန်ဆိုင်ကြီးပြောစီရတီတော့လူကြီးမို့တော့ညစီမေဟောင်းမိတ်တင်များစုံသည်ရလို့ပြောလို့မဆုံးမီကြောက်ရွံ့အားပေးကြတာပျော်ရွှင်ရတို့ရဲ့လူပွဲ
တဲ့ဝါပီတိပြလိုက်တာတပတ်မိပါမူတာပြိုင်ဆိုင်ရှာတဲ့ဒေါ်လာတို့အလူပါ
ရွှေအောင်ဝင်းပြတတည်ရှိလို့ကံညာသောရာတရားနဲ့စီရနာပီတိလာရင်မှာတနေ့လုံးပျော်ရွှင်မဆုံးမသမီးချောင်းစီမောင်တီလူကကိုယူလို့သာတိုင်းတည်ပြည်တည်နိုင်ရှိတဲ့သူပါတိုင်းကတတ်နိုင်မှုအလူတိုင်းကမှတော့မခိုင်တို့ဤအလူတော်မင်္ဂလာတရားနာကြွားရောက်လာကြတော့သူတော်ကောင်းအပေါင်းတို့ခင်ဗျာတရားအမြတ်ဆုံးယရနာတရားအမြတ်ဆုံးယရနာသံဃာအမြတ်ဆုံးယရနာမိဘနဲ့ဆရာသမားတို့ဟာအယူအသေးအလေးအမြတ်လက်စုံမိုးဤရှိခိုးကြောကြပါစို့ခင်ဗျာအဆုံးသတ်နာကနာဝေခယပိစိကာရိယသရောကောင်းတို့ကိဟံစံကြောရာဖြစ်သောမဟာတေကရတမြတ်တော်နိဗ္ဗာန်ကိုဘုရားကိုငါရအောင်ရအောင်ကျိုးစားအားထုတ်နိုင်ကြပြီရှင်းကြစေကုန်ကျေးဇူးတင်ပါဗျာလိုက်ဆိုမယံတန်တိယန္တာရဝိဒဒုက္ခတောဟောဇနထာယတိတရဏေနသဟပိစတိလံသမာဓိယာမတိတရဏေနသဟပိစတိလံသံဃံတာရုကံကတဝါသမာဓိနသံပါတိထာဒေစွာအာယုမှတ်သားကြပါကုန်၏အရှင်ဘုရားဘုရားတပည့်တော်မာတို့သည်
ကြားခဲ့ရသောဓမ္မတဝနာကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်အာသောတရားမိဘတို့ဤဘုံညာဖြစ်သောဝိညာဉ်ဘုံညာဉာဏ်နိဗ္ဗာန်သို့မရောက်ရအောင်ပို့ဆောင်နိုင်သောဘဝဆွေမျိုးညာတကာယန္နာပရိသတ်အပေါင်းသူတော်ကောင်းတို့ကို၎င်းအယတနေယမမေနတ်တို့တနေတရားမေလူတို့တနေပြည့်စုံမင်းတို့အား၎င်းကိုယ်ဆောင်နာအိမ်ဆောင်နာရွာဆောင်နာကျောင်းဆောင်နာမြို့ဆောင်နာတောဆောင်နာကောင်းဆောင်နာဘုံမဇုနာဒုက္ခဇုနာအာဂတဇုနာသတုလောကပါဠနာသာသနာတော်ဆောင်နာအစရှိသောနတ်မြတ်နာကောင်းနာအပေါင်းတို့ကို၎င်းအပြင်းပြောက်အားဖြင့်30ဘုံနာနေကြကုန်သောအလုံးစုံသောဒုက္ခိတာဒုက္ခိတာတတဝါအပေါင်းတို့အားအမြပေဝေပါကုန်၏အမြပေဝေပါကုန်၏အမြပေဝေပါကုန်၏အလုံးသောတတဝါအပေါင်းတို့သည်တတိတော်တို့ပေဝေအပ်သောကုသိုလ်ကောင်းမှု၏ဘုရားကကိုရရှိကြ၍ကိုယ်စိတ်နှဖျားကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကျေးဇူးတင်များကုသိုလ်များများဘုရားဘုရားသာဓုသာဓုသာအာလုံးကျေးဇူးတင်များကုသိုလ်များများပြုလုပ်ကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကျေးဇူးတင်များကုသိုလ်များများပြုလုပ်ကြပါကုန်သောသာဓုသာဓုသာဓုအာလုံးတရားဓမ္မပေါင်းတော်ကောင်းတို့ဒီကတိသုံးပါးမှကင်းလွတ်နိုင်ကြသောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေဗျာရည်စဲချလီ